အာဆင်နယ်ဟာစပ်ပစ်တွေနဲ့အားပြုကစားတာက EPL ရဲ့အဆင့်တန်းကိုဖျက်ဆီးနေတာလို့ဝေဖန်လိုက်တဲ့အိုဟာရာပြည်သက်များအားလုံးပဲမင်္ဂလာပါအာဆင်နယ်လီဂျန်ဟက်ကနေကြိုဆိုပါတယ်ဂေမီအိုဟာရာဟာအင်္ဂလန်ရဲ့ကစားသမားဟောင်းနဲ့ Top Sport ရဲ့ဘောလုံးရေးရာသုံးသက်သူတစ်ဦးဖြစ်ပါတယ်သူကစပ်ပစ်တွေနဲ့ကစားတာက EPL ရဲ့အဆင့်တန်းကိုဖျက်ဆီးနေတယ်အာဆင်နယ်ကဒီနီးဗျူဟာကိုစတင်ခဲ့ပြီးဘောလုံးရဲ့အနှစ်သာရနဲ့ပျော်ရွှင်စရာကောင်းတဲ့အပိုင်းတွေကိုဖယ်ထုတ်လိုက်ကြတာလို့ပြောကြားခဲ့ပါတယ်သူ့ရဲ့အမြင်ကစပ်ပစ်တွေဟာဘောလုံးရဲ့ဖန်တီးမှုလှပတဲ့ကစားဟန်နဲ့စိတ်လှုပ်ရှားဖွယ်ရာခိုက်တဲ့တွေကိုယော်နေစေရလို့ဆိုလိုတာဖြစ်ပါတယ်။ Set speed တွေဆိုတာ free kick, corner, လက်ပစ်ဘော penalty တွေကိုဆိုလိုတာဖြစ်ပြီးဒီခိုက်တဲ့တွေဟာဘောလုံးပွဲစဉ်မှာဂိုးသွင်းနိုင်ဖို့အခွင့်အရေးများတဲ့အချိန်တွေဖြစ်ပါတယ်။အာဆင်နယ်ရဲ့နီးပြအာဒီတာလက်ထက်မှာ set speed တွေကိုအဓိကထားအသုံးပြုပြီးဂိုးသွင်းမှုတွေကိုထိရောက်မှုရှိခဲ့ပါတယ်။ဒါပေမဲ့အိုဟာရာရဲ့အမြင်က set speed တွေကိုအလွန်အကျွံအားကိုးတာကဘောလုံးရဲ့စီးဆင်းမှု flow နဲ့ဖန်တီးမှုကိုထိခိုက်စေရလို့ဆိုလိုတာဖြစ်ပါတယ်။အာဆင်နယ်ဟာယခုနောက်ပိုင်း set speed တွေကိုအဓိကထားအသုံးပြုတဲ့အသင်းတစ်သင်းဖြစ်ပြောင်းလဲလာခဲ့ပါတယ်။အာဒီတာရဲ့နီးဗျူဟာမှာ set speed တွေကဂိုးသွင်းနိုင်မှုအဓိကလက်နက်တစ်ခုဖြစ်လာခဲ့ပြီးဒါကိုအခုပြောပြမယ့်အချက်တွေနဲ့သက်သေပြနိုင်ပါတယ်။2023-24 ရာသီမှာအာဆင်နယ်ဟာပရီးမီးယားလိမှာ set speed ကနေ22ဂိုးသွင်းယူခဲ့ပြီးဒါဟာလိဂ်ထဲမှာအများဆုံးဖြစ်ခဲ့ပါတယ်။ဒီဂိုးတွေထဲမှာကော်နာကနေ73ဂိုး free kick ကနေ9ဂိုးနဲ့ penalty ကနေ2ဂိုးပါဝင်ခဲ့ပါတယ်။အာဆင်နယ်ဟာ set speed အတွက်အထူးပြုနီးပြနီကိုလက်ဂျိုဘာကို2021ခုနှစ်မှာခန့်အပ်ခဲ့ပြီးသူ့ရဲ့လမ်းညွှန်မှုအောက်မှာ set speed တွေရဲ့ထိရောက်မှုကတိတိတသားတိုးတက်လာခဲ့ပါတယ်။ဂျိုဘာရဲ့နီးဗျူဟာမှာကစားသမားတွေရဲ့နေရာယူမှုပိတ်ဆို့မှုနဲ့အချိန်ကိုက်လှုပ်ရှားမှုတွေကိုအသေးစိတ်လေ့ကျင့်ပေးထားပါတယ်။အာဆင်နယ်မှာဂါဘရီယယ်မက်စကားလက်လိုအမြင့်ဘောတွေမှာတန်မာတဲ့ကစားသမားတွေရှိပြီးဒီကစားသမားတွေဟာ set speed တွေမှာဂိုးသွင်းနိုင်စွမ်းများပါတယ်။ဒါ့အပြင်ဘူကာယိုဆာကာဘာဒီအိုဒီကက်စ်လိုဘောလုံးပေးပို့မှုထက်မြက်တဲ့ကစားသမားတွေက set speed တွေကိုပုံမထိရောက်စေပါတယ်။အာဆင်နယ်ရဲ့ set speed တွေဟာပရီးမီးယားလိဖလားအတွက်ရှင်ပြိုင်နိုင်ဖို့အဓိကအားသာချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဂျေမီအိုဟာရာရဲ့ပြောကြားချက်မှာ set speed တွေကဘောလုံးရဲ့အနှစ်သာရနဲ့ပျော်ရွှင်စရာကောင်းတဲ့အပိုင်းတွေကိုဖယ်ထုတ်လိုက်တယ်လို့ဆိုထားပါတယ်။ဘောလုံးပွဲစဉ်တွေမှာပရိသတ်တွေကလှပတဲ့ဂိုးတွေတွင်းပေါက်ကစားမှုတွေနဲ့ဖန်တီးမှုရှိတဲ့ပေးပို့မှုတွေကိုကြည့်ရှုရတာနှစ်သက်ကြပါတယ်။အိုဟာရာရဲ့အမြင်အရ set speed တွေကကြိုတင်ပြင်ဆင်ထားတဲ့နီးဗျူဟာတွေဖြစ်ပြီးကစားဟန်ရဲ့စီးဆင်းမှု flow ကိုရပ်တန့်စေပြီးဖန်တီးမှုကိုလျော့နည်းစေရလို့ဆိုလိုတာဖြစ်ပါတယ်။ဥပမာ set speed တွေမှာကစားသမားတွေရဲ့နေရာယူမှုနဲ့ပိတ်ဆို့မှုတွေကကွင်းထဲမှာလှပတဲ့ကစားဟန်တဲ့စက်ရင်းရဆန်တဲ့ချင်းကပ်မှုကိုပိုပြသတယ်လို့သူယူဆပါတယ်။ပရိသတ်တချို့က set speed ကနေဂိုးသွင်းတာကိုစိတ်လှုပ်ရှားစရာမဟုတ်ဘူးလို့မြင်နိုင်ပြီးတစ်ဖက်မှာတချို့ကတော့ set speed တွေရဲ့အသေးစိတ်စီစဉ်မှုနဲ့အဆုံးဖြတ်ပေးနိုင်မှုကိုသဘောကျကြပါတယ်။ဥပမာအာဆင်နယ်ရဲ့ကော်နာကနေဂါဘရီယယ်ရဲ့ခေါင်းတိုက်ဂိုးတွေဟာပရိသတ်တွေကိုစိတ်လှုပ်ရှားစေနိုင်ပေမဲ့အိုဟာရာကတော့ဒီလိုဂိုးတွေကဘောလုံးရဲ့လှပတဲ့စီးဆင်းမှုကိုမပြသနိုင်ဘူးလို့ယူဆပါတယ်။ဒါပေမဲ့ set speed တွေဟာဘောလုံးသမိုင်းမှာအမြဲတမ်းရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။1990နဲ့2000ပြည့်လွန်နှစ်တွေမှာအင်္ဂလန်ကလပ်တွေဟာ set speed တွေကိုအားကိုးပြီးဂိုးသွင်းမှုတွေရရှိခဲ့ကြပါတယ်။ဒါကြောင့် set speed တွေကိုဘောလုံးရဲ့အနှစ်သာရကိုဖျက်ဆီးတယ်လို့ဆိုတာဟာအငင်းပွားဖွယ်ရာအမြင်တစ်ခုလိုပဲဆိုချင်ကြောင်းပါ။ဒီကိုတို့ကတော့အိုဟာရာရဲ့စကားတွေပေါ်ဘယ်လိုမြင်ကြပါလဲပြောပေးခဲ့ကြပါဦး။ဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။